မြန်မာနိုင်ငံကဖျားစီရီပထိုးတွေရဲ့မုတ်ဦးမှာချင်းသေးကြီးနှစ်ကောင်ထိုင်နေတာကိုအားလုံးတွေ့ပူကြမှာပါလူအများစုကတော့ဒီချင်းသေးကြီးတွေကိုဖျားဆောက်တွေဖြစ်ထားရှိတယ်လို့ထင်ကြပေမဲ့တကယ်တော့ဒါအမှန်တရားအားလုံးတော့မဟုတ်ပါဘူးဗျဒီချင်းသေးနှစ်ကောင်ရဲ့နောက်ွယ်မှာဖုံးကွယ်နေတဲ့တမိုင်းကြောင်လေးတစ်ခုတော့ရှိပါတယ်အဲ့ဒီတမိုင်းကြောင်ကိုကျွန်တော်ဒီနေ့တင်ဆက်သွားပေးမှာဖြစ်ပါတယ်ရှိတုန်းကမင်းသမီးတစ်ပါးနဲ့နောက်လိုက်အချံရံတွေဟာတောထဲကိုလဲပတ်ခဲ့ကြပါတယ်အဲ့ဒီအချိန်မှာမင်းသမီးကတော့ကိုဝန်အရင်မှကြီးနေပါကံမကောင်းစွာနဲ့ပဲသူတို့ဟာတောထဲမှာချင်းသေးကြီးတစ်ကောင်နဲ့ထိတ်တိုက်တိုးပါတော့တယ်ချင်းသေးကိုမြင်မြင်ချင်းမှာပဲသူရဲ့တစ္ဆာရှိလာပါတယ်ဆိုတဲ့နောက်လိုက်တွေကလည်းမင်းသမီးကိုမကာကွယ်နိုင်ကြတော့ဘဲနဲ့အမြန်ထွက်ပြေးသွားကြပါတယ်ဒါပေမဲ့မင်းသမီးကတော့ဘိုက်ထဲကကလေးကြောင့်မပြေးနိုင်ခဲ့ပါဘူးဗျချင်းသေးကလည်းမင်းသမီးကိုစားမဲ့အစားတနာကီယူနာတတ်မိပြီးတော့ဂူထဲကိုခေါ်သွားခဲ့ပါတယ်ချင်းသေးဟာမင်းသမီးကလေးမွေးတဲ့အထိကိုအန်ဒီရဲကနေကာကွယ်ပေးပြီးတော့နေ့တိုင်းအစားအစာတွေရှာဖွေကျွေးမွေးခဲ့ပါတယ်ဒီလိုနဲ့ပဲမင်းသမီးလေးဟာတားယောက်ျားလေးတစ်ပါးကိုဖွားမြင်ခဲ့ပါတယ်အဲ့ဒီတားယောက်ျားလေးနဲ့ချင်းသေးကြီးကလည်းသွေးသားအရင်ချတွေလိုမျိုးချစ်ခင်ခဲ့ကြပါတယ်အခုဆိုလို့ရှိရင်ချင်းသေးကြီးကတော့လူသား2ယောက်စာအတွက်ကိုအစာကိုလုံလောက်ရှာပေးရပါတော့တယ်တခါတလေမှအချစ်ဆိုတာတကယ်ကိုနဲ့နဲ့စမ်းကြယ်လှပါတယ်ဗျချင်းသေးကြီးကလည်းမင်းသမီးနဲ့တားငယ်အပေါ်မှာတန်ရုံးစင်အလွန်ကြီးမားသွားတာကြောင့်မလို့သူတို့ကိုနန်းတော်ပြန်ခွင့်ကိုမပြုတော့ပါဒါပေမဲ့တချို့တော့မှတ်တမ်းမှတ်ရာတွေမှာတော့အဲ့ဒီချင်းသေးဟာမင်းသမီးရဲ့ချစ်သူဟောင်းဖြစ်ခဲ့ဘူးလေလို့လည်းရေးထားကြပါတယ်အချိန်တွေကတရွရွကုံဆုံးလာပြီးတော့မင်းသားလေးကအရွယ်ရောက်လာခဲ့ပါတယ်အဲ့ဒီလိုနဲ့အရွယ်ရောက်လာတဲ့တနေ့မှာတော့သူကသူ့ရဲ့မိခင်ကိုသူကမေးပါတယ်အမေကျွန်တော်တို့ဘာလို့ဒီမှာနေနေတာလဲကျွန်တော်ဖေကဘာလို့လူမဟုတ်ပဲချင်းသေးဖြစ်နေရတာလဲလို့သူ့ရဲ့မိခင်ကိုသူကမေးပါတော့တယ်ဗျအဲ့ဒီချိန်မှာမင်းသမီးလေးကလည်းသူ့ရဲ့ဖြစ်ကြောင်ခုံစဉ်ကိုရှင်းပြခဲ့ပါတယ်ချစ်တာမင်းဟာတာမန်ကလေးတယောက်မဟုတ်ဘူးမင်းရဲ့အဖိုးကဒီတိုင်းမျိုးအုပ်ချုပ်တဲ့ဘရင်တစ်ပါးဒါပေမဲ့ငါတို့ဒီမှာရှိနေတာကိုဘယ်သူမှမသိကြဘူးလေဆိုပြီးတော့ပဲအရန်ဝမ်းနေစွာနဲ့ပဲမင်းသမီးကသူ့တာကိုရှင်းပြခဲ့ပါတယ်တားဖြစ်သူကလည်းမိခင်ရဲ့စကားကိုကြားတော့အရန်ကိုမှစိတ်လှုပ်ရှားသွားပြီးတော့အမေစိတ်မပူပါနဲ့ကျွန်တော်တို့တစ်သက်လုံးဒီလိုနေသွားရမှာမဟုတ်ပါဘူးကျွန်တော်အခုတန်မာနေပါပြီချင်းသေးကြီးအစာရှာထွက်တဲ့အချိန်ကြာလို့ရှင်ကျွန်တော်တို့ထွက်ပြေးကြမယ်လေဆိုပြီးတော့သူ့ရဲ့အမေကိုသူကပြောပါတော့တယ်အဲ့ဒါနဲ့တနေ့တော့အချိန်ကမှသူတို့သားမိနှစ်ယောက်ကအခွင့်အရေးရတာနဲ့ပဲအမြန်ထွက်ပြေးကြပါတယ်ချင်းသေးကြီးဂူထဲကိုပြန်ရောက်တဲ့အချိန်မှာဂူထဲမှာဘာတွေဖြစ်ပျက်သွားလဲဆိုတော့သူကတိလိုက်ရပါတယ်အဲ့ဒါနဲ့ပဲသူတို့သားမိနှစ်ယောက်ကိုချင်းသေးကြီးကအမြန်လိုက်ပါတော့တယ်ချင်းသေးကြီးကသူတို့သားမိနှစ်ယောက်ကိုမြင်လိုက်တဲ့အချိန်မှာသူတို့ကမြင့်ရဲ့တစ်ဖက်ကန်းကိုတော့ရောက်နေပါပြီအဲ့ဒါနဲ့ပဲချင်းသေးကသူ့စီကိုပြန်လာဖို့အတွက်ဟိန်းဟောက်ပြီးတော့တောင်းပန်ရှာပါတယ်ဒါပေမဲ့လည်းသားဖြစ်သူကကျွန်တော်တို့နောက်ကမလိုက်ပါနဲ့လိုက်လာရင်မြားနဲ့ပြစ်မှာတော့ဆိုပြီးတော့အော်ပြောလိုက်ပါတယ်သားဖြစ်သူမြားနဲ့ပြစ်တဲ့အချိန်မှာလည်းချင်းသေးရဲ့ရှေ့မှာမြားတွေကလည်းငပြောသီးတွေအုံသီးတွေအဖြစ်ပြောင်းလဲသွားပြီးတော့ချင်းသေးကိုလုံးဝမထိခိုက်စေခဲ့ပါဘူးချင်းသေးကြီးကသားပေါ်ထားတဲ့ချစ်ချင်မြတ်တာနှက်ဆိုင်လွန်တာကြောင့်မြားတွေကသူ့ရဲ့မြတ်တာအရှိန်အဝါကိုမဖောက်ထွင်းနိုင်ခဲ့ပါဘူးချင်းသေးကြီးကလည်းဇက်တိုက်ဟိန်းဟောက်နေပြီးတော့သားဖြစ်သူကလည်းဇက်တိုက်ပြစ်နေပါတယ်မြားတွေအားလုံးကလည်းကြော့ပွဲထဲမှာပါတဲ့အသီးအနှံတွေလိုပဲလုံးစစ်စင်ကိုပြောင်းလဲသွားခဲ့ပါတယ်ဒါပေမဲ့ဒီတစ်ချိန်မှာတော့ချင်းသေးရဲ့စိတ်ထဲမှာအတွေးတစ်ခုဝင်လာခဲ့ပါတယ်။အိုးဒီကလေးကတကယ်ပဲကျေးဇူးကံလိုက်တာ။ငါရဲ့မေတ္တာနဲ့တန်ရုံးစင်တွေအားလုံးအလားတက်ဖြစ်ကုန်ပြီ။ဆိုတော့အဲ့ဒီအတွေးလေးဝင်လိုက်တဲ့အချိန်ခဏမှာပဲတားဖြစ်သူပြစ်လိုက်တဲ့မြားချင်းသေးရဲ့ဥကောင်းကိုထိမှန်ပြီးတော့ချင်းသေးရထိုနေရာမှာပဲတိတ်ဆုံးသွားခဲ့ပါတယ်။အဲ့ဒါနဲ့ပဲသားမိနှစ်ယောက်လုံးကနန်းတော်ကိုပြန်ရောက်လာတဲ့အခါမှာတော့ဘရင်မင်းကြီးကလည်းပျောက်ဆုံးနေတဲ့သမီးတော်နဲ့မြေးတော်တို့ပြန်ရောက်လာတဲ့အချိန်မှာအလွန်ဝမ်းသာသွားခဲ့ပါတယ်ဘရင်ကြီးနဲ့ရဆံပြီးတဲ့နောက်မှာတော့မြေးတော်ကပဲထီးနှန်းကိုဆက်ခံခဲ့ပါတယ်ဒါပေမဲ့ဒီပုံမြင်ကဒီမာတွေမပြီးဆုံးသေးပါဘူးနောက်ပိုင်းမှာဘရင်အစ်စ်ကလည်းကုသလို့မရတဲ့ပြင်းထန်တဲ့ခေါင်းကိုက်ဝေဒနာတစ်ခုကိုခံစားရပါတော့တယ်ဘယ်သမားတော်တွေပဲကုမပြောက်နိုင်ပါဘူးတဲ့ဗျဒါကြောင့်မို့လို့ဘရင်ကြီးကသူ့ရဲ့ပညာရှိအမတ်တွေနဲ့အဖေရှာတဲ့အခါမှာဒီကုလို့မရတဲ့ယောဂကချင်းသေးကြီးကိုတတ်ခဲ့တဲ့အကုသိုလ်ကံကြောင့်ဖြစ်တယ်လို့တွေးရှိသွားခဲ့ပါတယ်ဒီယောဂပျောက်ကင်ဖို့ဆိုလို့ရှိရင်ချင်းသေးစီကနေခွင့်လွှတ်မှုရဖို့ကလွယ်ပြီးတော့အခြားဆေးတော့မရှိပါဘူးဗျအဲ့ဒါနဲ့ပဲမင်းကြီးကချင်းသေးကတည်သွားပြီလေငါဘယ်လိုလုပ်ပြီးခွင့်လွှတ်မှုကိုတောင်းခံရမှာလဲဆိုပြီးတော့အံ့ဩကြီးစွာနဲ့မေးလိုက်ပါတယ်ပညာရှိတွေကလည်းမင်းကြီးကိုချင်းသေးရုပ်ထုတစ်ခုလောက်ခိုင်းပြီးတော့ဇေဒီပထိုးတွေမှာထားရှိစီကခွင့်လွှတ်မှုတောင်းမှုကိုအကြံပြုခဲ့ပါတယ်မင်းကြီးကလည်းအဲ့ဒီအကြံကိုလက်ခံပြီးတော့နေ့ရောညပါအဲ့ဒီချင်းသေးရုပ်ကြီးကိုကတော့ကတောင်းပန်ခဲ့ပါတော့တယ်သူကချင်းသေးအပေါ်မှာထားရှိခဲ့တဲ့ကျေးဇူးတရားတွေကိုတတိယစေဖို့အတွက်ဖျားစီတွေရဲ့မုတ်ဦးမှာချင်းသေးကြီးတွေကိုထားရှိဖို့ဆုံးဖြတ်ခဲ့ပါတော့တယ်အဲ့ဒီအချိန်ကနေစပြီးတော့ဖျားမုတ်ဦးတွေမှာချင်းသေးရုပ်ထုတွေထားရှိတဲ့အစဉ်အလာကြီးစတင်ခဲ့တာပဲဖြစ်ပါတယ်ဗျ
တကယ်တော့ချင်းတိရုပ်ထုကြီးတွေကဖះကိုစောက်နေတာမဟုတ်ပါဘူးလူသားတွေရဲ့စိတ်ဓာတ်ကိုစောက်ကြည့်နေတာပါအဲ့ဒီမင်းသားလေးဟာနောင်တရမှချင်းတိရုပ်ထုတွေကိုထုလုပ်ခဲ့ရပါတယ်ကဲပြိတ္တလို့အမြင်ပါအောင်ကျေးဇူးရှင်ကိုတတ်မိတဲ့အပြစ်ကရုပ်ထုထုပြီးတောင်းပန်ယုံနဲ့တကယ်ပဲကြည်နိုင်ပါမလားတကယ်လို့တင်တာမင်းသားလေးရဲ့နေရာမှာဆိုရင်ဘယ်လိုလုပ်မိမှာလဲကွန်မန့်လေးမှာဆွေးနွေးသွားကြပါအောင်ဗျာအဆုံးထိနားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်